ရန်ကုန်မှာကိုရီးယားဆိုင်တွေခင်မစားခင်နေရရှိခဲ့တယ်ကိုရီးယား restaurant နေတဲ့တခုသိကြသေးလားဒီနေ့ထေးဆော့ရန်ကုန်မှာတော့ Maria Haas Korean Food ကိုရောက်ခဲ့တယ် Haas ဆိုတာတစ်ချိန်က K-food lover ရဲ့ရင်းထဲမှာနေရာခိုင်မှာယူထားပြီးသားပေမဲ့ Facebook မှာရှာမတွေ့တော့တာကြောင့်တချို့တွေကစိုင်ပိတ်သွားပြီလို့ထင်နေကြတယ်ခုရောက်နေတာကတော့တော်ဝင်စင်တာဆိုင်ခွဲမှာပါတော်ဝင်စင်တာရဲ့မြေအောက်ထက်လေးကားလေးတိုင်းဆင်းလာရမှာပါ Maria တို့စားဖြစ်တာတွေကတော့ဝက်အချိုဆလန်ဝက်သုံးထပ်သားဆလန်ကိုရီးယားကြောက်ဦးထမင်းတုံးတောပုတ်ကီကင်ချီချီကဲငါးသားချောင်းရောက်ခမမျိုးအလန်းပြေမာလိုက်တာအတော်များသွားလို့ဘိုက်ချောင်နားနာပြီးလေ့ကျင့်ခန်းလုပ်နေရတယ်အခုထိလဲ classic Korea စားတွေကိုအရင် vibe တိုင်းရနေတော့မယ်ထမ်းဆန်းတော့